chemistry ဒါတော့ဂျပန်လို nuclear side itame လို့ခေါ်ပါတယ်အသားနဲ့အရွက်စုံကြော်ပေါ့နော်ဆိုတော့မြန်မာလိုအသက်ရွက်စုံကြော်လို့ပဲပြောမှာပေါ့နော်ဘာတွေပါမလဲဝတ်တာပါပါလီထားတာပါမယ်ပြီးတော့အရွက်စုံတွေပါမယ်ဘော်ပီထုတ်ပါမယ်ဘဲပင်ပေါက်ပါမယ်ကြက်သွန်နီပါမယ်မုံညင်းစိမ့်ပါမယ်ပြီးတော့မုံလာဥနီပါမယ်ပြီးတော့ဒါကတော့အကြော်ရည်ဖြစ်ပါတယ်ဆိုတော့ဒီအကြော်ရည်ကိုဘယ်လိုလုပ်တယ်လဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်အကြော်ရည်ဆက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ဒီပဲငန်တာရဲ့အကြည်ပေါ့နော်ပဲငန်တာရဲ့အကြည်ကို10 gram ထည့်ပါမယ်လို့10 gram ပါပြီးတော့ကျွန်တော်တို့ဒီခရုစီပေါ့နော်ခရုစီကိုလည်းကျွန်တော်တို့10 gram ထည့်ပါမယ်လို့10 gram ပါပြီးတော့ကျွန်တော်တို့ဒီထိုးပန်းကြံပေါ့နော်ရုပ်စာကိုထည့်ပါတယ်ဒီထိုးပန်းကြံကိုလည်းကျွန်တော်တို့10 gram ထည့်ပါမယ်ဒီထိုးပန်းကြံကအဆက်အရသာနည်းငယ်ပါတဲ့အတွက်အဆက်မကြိုက်တဲ့လူတွေကြတော့5 gram လောက်နဲ့အဆင်ပြေပါတယ်ကျွန်တော်ကတော့အဆက်ကြိုက်လို့ကျွန်တော်10 gram ထည့်ပါမယ်10 gram ပါပြီးတော့ကျွန်တော်တို့အချုံမုတ်ပေါ့နော်အချုံမုတ်ကိုအနည်းငယ်ထည့်ပါမယ်ရပါပြီပြီးတော့ကျွန်တော်တို့ဟင်းချက်အရက်ပေါ့နော်ဟင်းချက်အရက်ကိုကျွန်တော်တို့5 gram ထည့်ပါမယ်5 gram ပါဆိုတော့ကျွန်တော်တို့ထည့်စရာတွေအားလုံးထည့်ပြီးသွားပါပြီမှွေလိုက်ပါမယ်ဆိုတော့အကြော်ရည်ရပါပြီကဲဆိုတော့ကျွန်တော်တို့အသက်ရွက်စုံကြော်နိခိယာဆိုင်အီတာမဲကိုကျွန်တော်တို့ကြော်လိုက်ရအောင်ဒီထည့်မယ်စီပူလာပြီဆိုတော့ကျွန်တော်တို့ပထမဆုံးအသားကိုထည့်အောင်ကျွန်တော်တို့ဒီအခြေအနေဆိုရင်စာနည်းနည်းလေးဖြူမယ်ပြီးတော့ကျွန်တော်အရွက်စုံထည့်မယ်ဆိုတော့အကြိုက်ကြော်လို့မရဘူးပေါ့နော်ကျန်နောက်ဆုံးကျွန်တော်တို့အကြော်ရည်ကိုထည့်မယ်နောက်ဆုံးကျွန်တော်တို့ black pepper နည်းငယ်ဖြူမယ်โอเคမိပိတ်မယ်ကဲကျွန်တော်တို့နိခုယာဆိုင်အီတာမဲရပါပြီ